ရက်သေးစားတောက်စားလို့ဖိုက်ထဲရောက်သွားရင်လူမပြောနဲ့တိရစ္ဆာန်တောင်ရစ်မှုသွားတယ်ဘလို့ရစ်မှုတော့ဆိုလဲပေါင်း900ကိုရောကိုဝဲသွားမှညစခန်းချသွားတဲ့နေရာညတောက်ကြစားကြပြောကြပါကြထမင်းနေဟင်းနေတောက်ကြစားကြတယ်နွားတွေကလည်းအနာယူရင်းနဲ့အဲ့ဒီမှာမစင်နေဆွန့်မနေ့လည်းတော့ခီးထွက်သွားကြတယ်အဲ့လိုထွက်သွားတဲ့အခါမှာနွားချေနှံ့နဲ့နွားချေဘိုးရုံးတကောင်ရောက်လာတဲ့အခါလူတွေတောက်စားပြီးပြစ်ထားရတဲ့လင်းကွန်လေးပါလေးတွေကဖီယာလေးအရက်ကလေးသူလည်းသွားမြည်ဆမ်းမိတာပေါ့နော်ဘာလဲလို့မြည်ဆမ်းမြည်လိုက်တော့သူ့ပိတ်ထဲရောက်တော့သူလည်းရစ်သွားတာအဲ့လိုရစ်သွားတဲ့အခါမှာနွားချေးပုံကပျော့ပျော့အီအီအဲ့နွားချေးပုံပေါ်မှာခါတိုင်းလည်းတက်နေကြပဲအဲ့ဒီတက်လိုက်တဲ့အခါနွားချေးပုံကဣကနေဖြစ်သွားအဲ့ဒီလိုဣကနေဖြစ်သွားတဲ့အခါကျတော့ဘလို့စိတ်ကထင်လို့ဆိုငါကိုရောမြတ်ရဲ့ခန္ဓာကိုယ်ကြီးကိုမခံနိုင်လို့ဣသွားတယ်လို့အထင်ရောက်သွားတာသူကသူနော်သူကသူဘဝင်နေမြင့်သွားရစ်မှုသွားတာသူရထားတဲ့အခြေအနေတစ်ခုငါမှငါဆိုပြီးတော့နွားချေးပုံကိုတက်လိုက်တယ်တက်လိုက်တော့ဘဝင်မြင့်ကြရပဲသူတကောင်နဲ့အဲ့ဒီမှာနွားချေးပုံကြီးကလည်းအချီးကြီးဆိုသဘောတွေကြသူနဲ့မလန်းမကမ်းမှာခြုံတစ်ပင်တွေကိုဆွဲစားနေတဲ့ဆင်ကြီးတကောင်မြင်လိုက်တာအတန်ကြားရကြည့်တော့ဆင်ကြီးမြင်ကြောက်ရကောင်းမှမသိဘူးရင်မူးနေတာဆိုရှင်မူးနေတာဆိုရန်စတယ်ဆင်ကြီးကိုသူကသူကြည့်တော့မင်းလည်းခြေတော့၄ချောင်းငါလည်းခြေတော့၄ချောင်းမင်းလည်းနှာမောင်းနဲ့ငါလည်းနှာမောင်းနဲ့လာတပွဲတလန်းအကဲဆမ်းမလားလို့စိန်ခေါ်တယ်950ဇာတ်ထဲမှာပါတယ်နော်စိန်ခေါ်တာစိန်ခေါ်တဲ့အခါဆင်ကြီးကကြားတယ်တဲ့ငါ့ကိုစိန်ခေါ်တာဘယ်သူလဲဒီတော်ထဲမှာလိုက်ရှာလိုက်တော့နွားချီဖို့လို့ဖြစ်နေငါခွာနဲ့လည်းပဲမရှက်တော့လောက်ဘူးအစွဲနဲ့လည်းမထိုးလောက်ဘူးကောင်းလေးကသေးသေးလေးကိုနော်ဆိုပြီးတော့ဆင်ကြီးကဘာလုပ်တော့ဆိုသူ့ပေါ်တက်တဲ့မစင်တုံးတွေတုံပြီးရှိုးချပြီးတော့ဖိပြထားခဲ့တယ်အဲ့ဒီလိုဇလန်းတော်မှာရှိခဲ့သေးတယ်ပြောချင်တာကအခြေအနေတစ်ခုရလာပြီဆိုရင်လူတွေကရင်မူးသွားကြတာအဲ့ဒါကိုပမာဒလို့ခေါ်တယ်ရင်မူးပြီးတော့ဒီတဲ့ကောင်းတဲ့ဆိုတော့မသိတော့မေးလျော့သွားတယ်ဒီသဘောကိုဆိုလို့တယ်ပေါ့နော်တတိလွတ်သွားတယ်ငါပါလဲသူပါလဲဆိုတော့မသိတော့ရှင်မူမိလျော့သွားတယ်တဲ့အပမာဒဆိုတာကြတော့အဲ့ဒါရဲ့ဆန့်ကျင်ဘက်ပဲအဲ့ဒါလိုရင်မူမနေဘူးအချင်းနေမှန်နေဘူးတတိပြုမိတယ်တတိပြုမိတဲ့နောက်မှာပညာဖြင့်ဆင်ញင်သုံးသပ်မိတယ်အမြဲတမ်းတတိရှိနေတယ်ချင်းနေမှန်နေကိုသိနေတယ်ပညာနဲ့တွဲဖက်ပြီးတော့သိနေတယ်ဆိုတာအပမာဒဒီအပမာဒဆိုတဲ့စကားလုံးဟာဘလောက်အရေးကြီးတယ်ဆိုတာမြတ်စွာဘုရားဖျားဖြစ်လို့45ဝကာလပတ်လုံးယဟန်တွေကိုဆုံးမဩဝါဒပေးတဲ့အခါအပမရိဏဘိက္ခဝေတမ္ပါဒိဋ္ဌာပြောရမယ်ဆိုရင်တစ်နှစ်ကိုနော်နေတိုင်းပြောတာဖြစ်တော့ကြောင့်365ချိန်ပြောတာနှစ်ပေါင်း450ဆိုတာတွက်ကြည့်ပြီတော့မြတ်စွာဘုရားအချိန်ပေါင်းဘလောက်ပြောခဲ့တယ်လေဒီစလုံးကိုသူတသက်တာမှာအချိန်ပေါင်းဘလောက်ပြောခဲ့နေ့စဉ်ယဟန်တွေကိုအပမရိဏဘိက္ခဝေတမ္ပါဒိဋ္ဌာဆိုတာနေ့စဉ်ပြောလို့ရှိတဲ့စကားတစ်ခုတနေ့မှာရှစ်ပေါင်း365ရှိတယ်အ
ချိန်ပေါင်း365ဒါကရေတွက်လို့ရတဲ့အချိန်ဂျားထဲမှာလည်းပြောခြင်းပြောအောင်ပဲမြတ်စွာဘုရားနော်တိတိကျကျပြိဋိဘသမ္မနေ့မှာလည်းပဲဟန္တတဏိဘေခွေအမန္တယာမိဝောဝယဓမ္မသင်္ခါရဆိုပြီးနောက်ဆုံးပြောလိုက်တဲ့စကားလေးကအပမဒေနတမ္ပါဒေထအပမရနဲ့ပြည့်စုံ냐ဆိုအပမရဟာဘလောက်အရေးကြီးတယ်ဆိုတာကိုဘာကြောင့်အရေးကြီးတာလဲဆိုကိုရှိထားတဲ့အခြေအနေတစ်ခုပေါ်တိုးတက်ဖို့အတွက်မိမနေဘုရားအရေးကြီးဆုံးပဲလေကိုယ့်ရဲ့အခြေအနေကိုသိရှိနေဘုရားအရေးကြီးဆုံးပဲအခြေအနေတစ်ခုမသိရှိပဲနဲ့ကျင့်တတ်နေမယ်မေ့လျော့နေမယ်အမှတ်တမဲ့နေမယ်ဆိုရင်ဘာမှရလိုက်မှာမဟုတ်ဘူးဒါကြောင့်မို့အားလုံးအောင်မြင်မှုကြီးပွားမှုတွေကအပမရပေါ်မှာအခြေခံတယ်လို့သီလဆိုတာမမေ့မှစောင့်ဖြစ်တယ်ဟောတမာရီဆိုတာမမေ့ပဲနေမှအလုပ်ဖြစ်တယ်ပညာဆိုတာလည်းမမေ့ပဲနေမှရတယ်မလို့ရင်မေ့ထားတဲ့အဓိပ္ပာယ်ပဲလေနော်မလုပ်ဘူးဆိုရင်ကိုလို့ကုသိုလ်ကောင်းမှုမလုပ်ဘူးဆိုရင်အဲ့ဒီကုသိုလ်ကောင်းမှုကိုမေ့ထားတာပဲတတိမေ့နေတာပဲအဲ့ဒီလိုတတိမေ့မနေပဲနဲ့ကုသိုလ်မှန်သမျှလုပ်ဖြစ်ဖို့ရတတိအမြဲရှိနေတာကိုအပမရတတိယအဝိပဝါတောတတိမကဲမဲ့နေတာတတိအရေးကြီးဆုံးမှုမြတ်စွာဘုရားမဟာသရိပ္ပဏသုတ်မှာတတိတမ္စေညဆိုတဲ့ mindfulness နဲ့ comprehension လေ့ကျင့်ခန်းကိုတေချာယဟန်တွေကိုသင်ပေးထားတာအဲ့လိုလေ့ကျင့်ရမယ်တခြားသုတ်တံမှာလဲတတောဘိက္ခဝေသမ္ပဇာနောအာကာလံအာဂမေယရသော်ဗျာဆိုလိုတာနောက်ဆုံးအချိန်ကိုမင်းတို့စောင့်နေကြရတယ်နောက်ဆုံးအချိန်ဆိုတာလူတယောက်ဟာနောက်ဆုံးထွက်သက်ဝင်သက်ဆိုတာရှိမှာပဲလေရှည်ဝင်တဲ့အကတ်ဆုံးလို့ပြောအဲ့ဒီမသွားခင်နောက်ဆုံးထွက်သက်ဝင်သက်အဲ့ဒီနောက်ဆုံးအချိန်လေးအတွက်တတိရှိရှိအတိရှိရှိနေကြလို့ဆိုလိုတယ်အဲ့ဒီနောက်ဆုံးအချိန်လေးမရောက်ခင်သိရှိနေကြလို့ဒါလည်းအဲ့ဒီတတိပေးတဲ့စကားတစ်ခုပဲနောက်တစ်ခါအပမရဆိုတဲ့စကားလုံးဟာအပမဒလို့ပြောလိုက်တာ ਨੇ ဒီစကားလုံးဟာဘလောက်ကြီးမြတ်တယ်လဲဘလောက်ကြီးကျယ်တယ်လဲလို့ဆိုရင်ကုသိုလ်အလုံးဟာအဲ့ဒီအပမဒလို့ပြောလိုက်တာ ਨੇ နောက်ကတနွယ်ငင်တစ်စင်ကုသိုလ်တရားတွေအကုန်လုံးပါလာတယ်လို့ပြောတာဘာကြောင့်လဲဆိုရင်အပမဒမရှိဘဲနဲ့ကုသိုလ်ဆိုတာရတာမရှိဘူးလူရအောင်ပဲဆိုတာလဲတတိယလို့ပဲ။ဩသီလဆောက်ထီယုံမှာပဲဆိုတာလဲတတိယလို့ပဲ။အေးဝေယဝိစတို့ကောင်းတဲ့လုပ်တွေလုံးမှာပဲဆိုတာလဲတတိယ။ကမ္မထာအထုံမှာပဲဆိုတာလဲတတိယ။ဒုံလဘယံခံမယ်ဒုံလဘသီလရှင်ဝုံးမယ်ဆိုတာလဲဒါတတိယ။ဝိပဿနာတရားအထုတ်ပြီးတော့တဏှာဝကလွတ်အောင်ကျွတ်အောင်ကြိုးစားမယ်ဆိုတာလဲဒါလည်းတတိယတတိယမှဖြစ်တာလေတတိမရရင်ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကဥပမာပေးထားတာရှိတယ်ကုန်းတော်ဝါတွေထဲမှာစင်ချေဟာအကြီးဆုံးပဲဒိုင်နိုဆောဆိုတဲ့ကောင်ကြီးမရှိတော့စင်ချေဟာအကြီးဆုံးပေါ့နော်စိတ်ကူးရဲအကောင်းလားတော့မသိဘူးဆင်ကောင်ရဲ့ခြေရာအကြည့်ဆုံးကုန်းတော်ဝါရဲ့ခြေရာဟာဆင်ခြေရာထဲမှာအလုံးအကျုံးဝင်သွားတယ်ကြီးဆုံးဖြစ်လို့အကျုံးဝင်ထို့တူပဲကုသိုလ်တရားတွေထဲမှာအပမဒဆိုတဲ့စကားလုံးဟာကုသိုလ်အလုံးကိုခြုံပြီးငုံမိတယ်လို့သူပြောတယ်ကုသိုလ်အလုံးကိုရစေတာအပမဒဆိုတဲ့တတိတရားကြောင့်ရတာလို့မြတ်စွာဘုရားဒီလိုခေါ်တယ်